အားလုံးပဲမင်္ဂလာပါမြက်ဒီ6လေးနည်းနည်းဆိုးနေလို့ပေါ့နော်အဲ့တော့အတန်လေးကနည်းနည်းပြောင်းနေရပေါ့မြက်ကဒီနေ့မှာတော့ verb နောက်မှာ object နှစ်ခုလိုက်တဲ့ပုံစံကိုရှင်းပြပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ verb တွေကဒီ object နှစ်ခုလိုက်တဲ့အခါမှာပေါ့နော် object နှစ်ခုလိုက်တဲ့ဟာရှိတယ်ပေါ့အဲ့တော့ပထမဆုံး object ဒီမြက်တို့ indirect object လို့ခေါ်ပြီးတော့ဒုတိယ object ကိုမြက်တို့က direct object လို့ခေါ်တယ်ပေါ့ဥပမာဆိုရင် can you bring me ceramic from the shop ပေါ့ verb နောက်မှာပထမဆုံးလာတဲ့ပထမဆုံး object ကိုမြက်တို့က indirect object လို့ခေါ်ပြီးတော့ဒုတိယ object ကိုတော့မြက်တို့က direct object လို့ခေါ်တယ် He made himself a cup of coffee ပေါ့နော်အဲ့တော့ himself ဒီ indirect object ဖြစ်ပြီးတော့ a cup of coffee ဒီ direct object ဖြစ်တယ်ပေါ့နော်အဲ့တော့ many baths that can have two objects may also be used အဲ့တော့ object နှစ်ခုရှိနိုင်တဲ့ဒီ verb အများစုကိုပေါ့နော်ဒီဘယ်လိုပုံစံနဲ့လဲသုံးလို့ရလဲ direct object တစ်ခုရဲ့အနေနဲ့လည်းပြောင်းသုံးလို့ရတယ်အဲ့တော့ with many baths ဒီ that can have two objects ပေါ့နော်အဲ့တော့ object နှစ်ခုသုံးလို့ရနိုင်တဲ့ verb အများစုနဲ့ပေါ့နော် is possible အဲ့လိုပုံစံရေးတော့မယ်ဆိုလို့ရှိရင်ပေါ့နော် sorry to reverse the order of the objects မြတ်တို့က object ကိုပြောင်းပြန်လှန်လိုက်ရပါတယ်အဲ့ဒီခါမှာမြတ်တို့ဘာလိုအပ်လဲဆိုတော့ for ဒါမှမဟုတ် to ဆိုတဲ့ preposition လေးလိုအပ်ပါတယ်အဲ့ဒီဟာကိုမြတ်တို့က indirect object ရဲ့ရှေ့မှာထားရမယ်အဲ့ထားလိုက်တဲ့ object ကိုမြတ်တို့ကဘာလို့ခေါ်မလဲဆိုတော့ prepositional object လို့ခေါ်တယ်ပေါ့နော်ဒါလေး prepositional object လို့ခေါ်ပါတယ်prepositional object ပေါ့နော် prepositional object လို့ခေါ်ပါတယ်အဲ့တော့မြတ်တို့ပုံစံပြောင်းချင်တာပေါ့နော်ဒါတော့ object တစ်ခုတည်းဖြစ်အောင်ဘယ်လိုရေးမလဲပေါ့နော်အဲ့တော့ step 1အနေနဲ့ဆိုလို့ရှိရင်ရောင်းမြန်လှန်ရပါမယ်ဒီ object နှစ်ခုကိုနေရာချင်းလိုက်ရှင်းအောင်ချင်းလိုက်တယ်ပေါ့နော် reverse လုပ်လိုက်တယ် step 2ကကြတော့မြတ်တို့ဘာလဲဆိုလို့ရှိရင် preposition တွေဖြစ်တယ်ဒီto ဒါမှမဟုတ်ရင် for ပေါ့နော်တခုခုထည့်ပေးဖို့လိုအပ်ပါတယ်ဒါကတော့ verb ပေါ်မူတည်ပြီးတော့ to ထည့်မလား for ထည့်မလားတော့စဉ်းစားရမယ်ပေါ့နော်ဒီမှာတော့အများစုကိုလေးကိုအကြမ်းမြင်လေးဖော်ပြပေးထားတယ်ပေါ့အဲ့တော့ for ထည့်တဲ့ verb တွေက object ရှိမှာ for ထည့်တဲ့ verb အများစုကဘာလဲဆိုတော့ book ရယ် buy ရယ် catch ရယ် choose ရယ် cook ရယ် fetch ရယ် find ရယ် get ရယ် make ရယ် order ရယ် pour ရယ် save ရယ်ပေါ့နော်တခြားသောဒီ to လိုက်တဲ့ verb တွေပေါ့ to လိုက်တဲ့ verb တွေကကြတော့ award give hand lend offer will show teach tell throw ပေါ့နော်စသဖြင့်ပေါ့ဒီလို pattern ကိုမြတ်တို့ကဘယ်လိုချိန်ကြီးမှာသုံးလဲဆိုတော့for ဒါမှမဟုတ် to ရဲ့နောက်မှာရှိတယ်เนาะနောက်မှာရှိတဲ့ object ကိုမြတ်တို့ကပို့ပြီးတော့ attention focus လုပ်ချင်တဲ့အခါမှာသုံးတယ်we also use it if we ဘယ်လိုဟာလဲဆိုတော့မြတ်တို့ဒီပုံစံလေးကိုဘယ်လိုချိန်ကြီးမှာသုံးလေးလဲဆိုလို့ရှိရင်မြတ်တို့ဒီ to ဒါမှမဟုတ် for နောက်မှာရှိတဲ့ object ကိုပို့ပြီးတော့ focus လုပ်ချင်တာဒါမှမဟုတ်လို့ရှိရင်ဒီ indirect object ဒီ direct object ထက်ပို့ပြီးတော့ရှည်နေတာပေါ့နော်သူ့ရဲ့စကားစုလေးကပို့ပြီးတော့ရှည်နေတဲ့အခါမှာလည်းသုံးတယ်ဘယ်လိုမျိုးလဲ Jasmine taught music to a large number of children at the school ပေါ့နော်အဲ့ဒါမှဆိုလို့ရှိရင် large number of children at the school ဆိုတာကြီးဒါကြီးအရှည်ကြီးပဲနော်အရှည်ကြီးဆိုမြတ်တို့အလယ်မှာထားရင် sentence ကအဆင်မပြေဘူးပေါ့နော်အဲ့တော့မြတ်တို့ကဒီလိုပုံစံတွေမှာဆိုလို့ရှိရင်လည်းဒီလို sentence မျိုးတွေမှာဆိုရင်လည်းမြတ်တို့ဒီပုံစံလေးကိုသုံးနေပေါ့ဘယ်နော်နောက်ပြီးတော့ direct object တွေမြတ်တို့က pronoun ဖြစ်နေမယ်ဆိုလို့ရှိရင်ဒီ direct object plus preposition plus indirect object ဆိုတဲ့ပုံစံလေးကအသုံးများတယ် pattern without the preposition avoider ပေါ့အဲ့တော့ preposition မပါတဲ့ပုံစံအများစုကိုတော့ရှောင်ရှားတယ်ဘာလို့လဲဆိုတော့အဲ့လိုဟာမျိုးကိုမြတ်တို့က best time လို့သတ်မှတ်လို့ပေါ့နော်အဲ့တော့ I gave them to either ပေါ့ I gave either them ဆိုတာထက် I gave them to either ဆိုတဲ့ပုံစံမျိုးပို့သုံးတယ်ပေါ့ we bought it for them ပေါ့နော် we bought them it မဟုတ်ဘူးね we bought it for them ဆိုတဲ့ပုံစံနဲ့ရေးမယ်ပေါ့နော်ဒါကတော့ပုံစံ1ပေါ့နော်โอเคနောက်တစ်ခုကြည့်အောင်တချို့သော verb တွေကိုမြတ်တို့က for ဒါမှမဟုတ် to နဲ့လည်းသုံးနိုင်တယ်ပေါ့ often there is a difference in meaning ပေါ့အဲ့တော့ meaning အနေနဲ့တော့ကိုပြချက်လေးတော့ရှိနိုင်တယ်ညာတော့အဖြစ်ပေါ့နော် to the suggest that there is a transfer or something to someone သူရဲ့ပုံစံကကြတော့ဒါ
တခုခုကိုတယောက်ယောက်စီကိုလွှဲပြောင်းပေးတဲ့အခါမျိုးမှာသုံးတယ် for ကကြတော့ someone benefits from something တစုံတစ်ယောက်ကတစုံတစ်ခုစီကနေအကျိုးအမြတ်ရရှိတဲ့ဟာမျိုးကိုကြတော့မြတ်တို့က for နဲ့အဓိပ္ပာယ်တက်ရောက်တယ်ပေါ့နော် someone ဒီ benefits for something ပေါ့ဒါကကြတော့ transfer ပေါ့နော် something to someone ပေါ့ compare လုပ်ကြည့်ရအောင် I hadn't got time to visit mirror so I wrote a letter to her ဒါကကြစာကိုလွှဲပြောင်းပြီးတော့ပေးတာမျိုးဖြစ်တဲ့အတွက် to နဲ့ထည့်လိုက်တယ်ဒါကကြတော့ okay เนาะဒါဆိုရင် verb တစ်ခုတည်းကိုပဲ preposition တစ်ခုလို့သုံးလို့ရတဲ့ဟာမျိုးကိုရေးပြထားတာပေါ့ဒါပေမဲ့အဓိပ္ပာယ်မှာကြာမြတ်တို့ကွဲပြားမှုတွေရှိနိုင်တယ်အကြံဉာဏ်လေးကတော့ဒီဟာလေးပဲပေါ့เนาะအဲ့တော့ mirror hadn't broken her wrist ပေါ့เนาะအဲ့တော့ mirror had broken her wrist ပေါ့သူမရဲ့လက်ကောက်ဝတ်ကျိုးသွားတယ်ပေါ့เนาะ so I wrote a letter for her ပေါ့သူမအတွက်စာတစ်စောင်ရေးပေးခဲ့တယ်အဲ့လိုမျိုးပဲ preposition နှစ်ခုလုံးသုံးလို့ရတဲ့ verb တွေရှိတယ်ဒါပေမဲ့အဓိပ္ပာယ်တော့ကွဲပြားသွားတယ်ပေါ့နော်အဓိပ္ပာယ်တော့ကွဲပြားသွားတယ်ဘယ်လိုဟာလဲဆိုတော့ bring တို့ leave တို့ pay တို့ play တို့ post တို့ read တို့ sell တို့ send တို့ sing တို့ take တို့ပေါ့နော်အဲ့တော့ sometimes however the meanings are very similar တခါလေမှာကြလဲအဓိပ္ပာယ်ကဆင်နေတာမျိုးတွေလည်းရှိတယ်verb တစ်ခုတည်းကို preposition တစ်ခုလို့သုံးလို့ရတဲ့ဟာမျိုးကိုပေါ့နော်ဒါကြတော့ similar ဖြစ်တဲ့ဟာမျိုးတွေပေါ့ဘလို့ situation ပေါ်မူတည်ပြီးတော့လည်းကွဲပြားနိုင်နေပေါ့နော် he played the piece pipe ပေါ့နော် he played the okay အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့သူက verb တစ်ခုတည်းကိုပဲအဓိပ္ပာယ်တူနေတာမျိုးပေါ့နော် okay he played the piece ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် to me ဒါမှမဟုတ်ရင်for me ပေါ့ can you sing that song again to us or for us ပေါ့သိထားမှာက object plus object ဒီတချို့verb တွေရဲ့အနောက်မှာသုံးတယ် it usually has a similar meaning to the verb သူကများသောအားဖြင့်ဘယ်လိုပုံစံနဲ့တူလဲဆိုတော့object to object plus to plus object ပုံစံနဲ့ကိုနည်းနည်းတူတတ်တယ်ပေါ့နော် I saw him the car ချောရင်တော့ဒီပုံစံပြောင်းလဲဒီရှိရမီနင်းနဲ့အတူတူပဲဆိုတာပြောချင်တာပါဒါကတော့ဒီသင်ခန်းစာရဲ့အဓိကသိထားရမယ့်အချက်ပေါ့နော်သူကပုံစံပြောင်းသွားပြီမဲ့လေပုံစံပြောင်းရေးလိုက်တာပဲရှိရသူ့ရဲ့အထိပ္ပယ်ကအတူတူပဲဆိုတာကိုသိထားရမှာမျိုးပေါ့နော်ဒါလေးကိုသိစေချင်တာပါသူကတော့ sentences that are followed by two objects cannot have their objects reversed with for two ပေါ့နော်အဲ့တော့ဘယ်လိုလဲဆိုတော့ we all envied him his lifestyle ပေါ့နော်ဒါမဲ့ဘယ်လိုလဲဆိုတော့ကြတော့မှာဆိုလို့ရှိရင် we envy ပေါ့နော် we envy သူကကြတော့ we all envy him သူ့ရဲ့ဘဝကိုငါတို့ကအားကြတာနော်အားကြတာ but not we all envy his lifestyle for him to him လို့မျိုးရှိဘူးဒီလိုဟာမျိုးကြောင့်မြတ်တို့က reverse လုပ်ပြမလို့ပေါ့နော်object နှစ်ခုလိုက်တယ်အဲ့လိုပဲသူ့ရဲ့ object ကို reverse လုံးဝချိန်လို့မရတဲ့ situation မျိုးတွေလည်းရှိတယ်ဒီလိုဟာမျိုးပေါ့နော်အဲ့တော့ reverse ချိန်လို့မရတဲ့ verb တွေကိုတွေ့ရတာများတဲ့ verb တွေဆိုလို့ရှိရင်တော့ allow တို့ ask တို့ cause တို့ deny တို့နော် forgive တို့ guarantee တို့ permit တို့ refuse တို့ဒီ verb လေးတွေပေါ့နော်ဒီလို verb လေးတွေအများစုနဲ့လိုက်တဲ့ object နှစ်ခုဆိုလို့ရှိရင်တော့မြတ်တို့ reverse ပြောင်းပြီးရေးလို့မရဘူးဆိုတာကိုတော့သတိလေးတစ်ချက်ပြုပါမယ်ပေါ့နော် okay နောက်ခုတချို့သော verb တွေ such as ဘယ်လိုလဲဆိုတော့ that's cry တို့ fake တို့ can only have a second object သူတို့ဟာတွေမှာကျ second object ရှိနိုင်တယ် if there is a prepositional object ဒီမြတ်တို့ with to ပေါ့နော်အဲ့တော့ compare လုပ်ကြည့်အောင် she described the situation to me နော် to me she described me the situation လို့မဟုတ်ဘူးနော် she described the situation to me she told this joke to me or she told me this joke ပေါ့နော်အဲ့တော့ for နဲ့အနေနဲ့ဆိုလို့ရှိရင်လေ he fixed the tap for me နော် he fixed me the tap မဟုတ်ဘူးနော် he fixed the tap for me I booked a room for her or I booked her a room ပေါ့အဲ့လိုမျိုးပဲ with ဒီ to plus preposition နဲ့ရေးလို့ရတဲ့ဟာမျိုးဆိုလို့ရှိရင် admit တို့ announce တို့ demonstrate တို့ explain introduce or
mention point out prove report say suggest ပေါ့နောက်တစ်ခုကကျတော့ collect ရ match ရ repairing ဟုတ်ပြီနော်ဆိုရင်ဒါလေးတွေထပ်ပြီးတော့လေ့လာကြည့်ချင်ပါတယ် thank you so much